ရှင်နေခဲ့တဲ့နေရာဆိုတာထက်တာဝိထိမှာဇေတဝင်เจ้าတကာကြီးဘုတို့နာရဘိတထေရဲ့အိမ်နေရာဘုဒ္ဓနေဘုရားကာယတော့ရောက်ခဲ့တယ်ဘယ်သူအိမ်နေရလဲနှုစာဂျိုကျေစုများတဲ့ပုဂ္ဂိုလ်ရဲ့နေရာကိုအဘောကမင်းကြီးကဇေဒီတည်ထားတာနော်အဲ့ဒီဇေဒီတွေထဲမှာဦးဇင်းတို့ဘုရားရှင်ရဲ့တက်တော်တွေပါတယ်အဲဦးဇင်းတို့တက်တော်ခွဲဝေကန်းတဲ့နေရာတွေရောက်ရင်ပြောပြမယ်နော်အဲ့တော့နာရဘိနာရီဘောလို့နာရဘိမဟုတ်ဘူးကြလားဦးဇင်းတို့ငယ်ငယ်တော့နာရီဘောဆိုဒီကောင်နာရဘိဒီမှာကွာနာရဘိမှာကွာဆိုကြားဘူးတယ်မဟုတ်လားကြားပါဘူးနာရဘိဆိုတာကအနာထပိန္တိကအနာထဆိုတော့ကိုရမဲ့ညှိုးကန်နေတဲ့ပုဂ္ဂိုလ်တွေကိုတဲ့ပိန္တိကသမင်းရှိတာဆိုတော့စားကြတော့ဆရာမရှိဘူးဆိုလို့ရှိရင်သူ့အိမ်ကိုတွားလမ်းဘေးမှာအိမ်ကြီးရမဲ့တွေ homeless တွေဘာတွေတွေ့တယ်ဆိုလို့ရှိရင်သူသမင်းမြဲတဲ့ကျွေးတယ်အဲ့ဒီနာထပိန္တိကနာရဘိဆိုတဲ့ဂုံတုကဘုရားဘာသာမဖြစ်ခင်ကတည်းကရတဲ့ဂုံတုနော်နာရဘိဆိုတဲ့ဟာကအဲ့ဒါကဆိုရကလည်းပေးတာမဟုတ်ဘူးဝင်ကြီးတွေကလည်းပေးတာမဟုတ်ဘူးနဲ့တွေဗမာတွေကလည်းပေးတာမဟုတ်ဘူးပြည်သူလူထုကပေးတယ်ဘွယ်သူခုဆိုလို့ချင်းဒီဓမ္မသိင်္ဂီတို့ဗာသိင်္ဂီတို့အကမဟာပန္တိနာတို့ဘာတို့ညာတို့အဲ့ဒါနိုင်ငံတော်ပေးတာမဟုတ်လားမှန်ပါဒီအကြတော့နိုင်ငံတော်ပေးတာမဟုတ်ပြည်သူလူထုကပေးတဲ့ဂုံတုနော်ပြည်သူလူထုကအဲ့တော့ကိုပြည်သူလူထုကပေးတဲ့ဂုံတုပုံစံမျိုးဖြစ်ဖို့ရတယ်လို့တယ်နော်အဲ့တော့နာရဘိ